နဲ့မှာပြုလုပ်နေတဲ့တကြံဈေးပွဲတော်မှာပီဇာမာရုလည်းရှိရနော်ပီဇာမာရုမှာဘာတွေရမလဲဆိုတာသိချင်ကျွန်တော်တို့လိုက်ခဲ့ကြအောင်ပီဇာမာရုမှာဘာတွေရလဲဆိုရင်တော့အတူတူကမချသေးသုံးလို့လာပြီးချင်လို့ရတယ်မစ်စစ်ပုံပါပါတယ်ဒါကဒီဘုံလက် fried chicken နဲ့ french fry လည်းပါပါသေးတယ်ဟုတ်ပါစားနေဆိုရဲချူလေးရဲ့အတွက် fried chicken skin လည်းရှိပါတယ်ဒီဟာရဲ့ပုံလုံးကတော့ဒီချစ်ကြတယ်ပါသုံးလို့ရှိတယ်ဒီလာစားခြင်းနဲ့ချူလေးရဲ့အတွက်ကြတော့6လက်မပုံရစားရေးရှိပါတယ်ဒါကြောင့်မို့တာမန်ဟိုရောက်လေတချန်ဈေးပွဲတော့မှာပီဇာမာကိုလည်းရှိနေအောင်လာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ပိုကောင်းတာကိုစားပါမာရူပီဇာ